အားလုံးမင်္ဂလာပါဒီနေ့ဘာသင်ခန်းစာကိုဆက်ပြီးတော့ဆွေးနွေးပေးသွားမလဲဆိုရင်ဒီဂျပါကြီးနဲ့ပတ်သက်တဲ့ကြံ့ချိနေတဲ့သင်ခန်းစာတွေကိုဆက်လက်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဒီအဓိကပေါ့နော်ဒီဂျပါကြီးသင်ခန်းစာတွေကိုနော်ဒီဆက်ပြီးတော့တင်ပေးဖို့ရန်တောင်းဆိုနေတဲ့သူတွေရှိတဲ့အတွက်ဒီသင်ခန်းစာတွေကိုဆက်လက်ပြီးတော့တင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီအရှိမဆိုရင်ပေါ့နော်ဒါဂျပါကြီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီတွန်ကတ် server installation ကနေစပြီးတော့ဒီ sublet မှာဆိုလို့ရှိရင်ပေါ့နောက်ဆုံး module 5 request dispatcher အထိပေါ့နော်ဒီ request dispatcher ကို demonstration code တွေနဲ့စမ်းပြီးတဲ့အထိအချိန်မှာသင်ခန်းစာတွေပြခဲ့ပါပြီဒီအခုစပေးလေးလာရမှာကဒီ module 6ပေါ့နော်ဘယ်အကြောင်းအရာကိုစပေးလေးလာရမလဲဆိုရင်ဒါ GSP ဆိုတဲ့အကြောင်းအရာကိုစပြီးတော့လေ့လာမှာဖြစ်ပါတယ်ဒီအကြောင်းအရာတစ်ခုလေ့လာတဲ့အခါမှာဆိုရင်ပေါ့နော်ကိုလေ့လာတဲ့အကြောင်းအရာကပေါ့နော်ဒီဘာအကြောင်းအရာလဲဆိုတာစပြီးတော့ဆွေးနွေးသွားရအောင်အရှိမလဲဒါဒီ supply နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအားလုံးဆွေးနွေးပေးသွားပြီအခုစပေးလေ့လာမယ်ပေါ့နော်GSP ဆိုတာပါလဲ J ကကြတော့ Java S ကကြတော့ Server ပေါ့နော် P ကကြတော့ Page ပေါ့နော်ဒီ Java Server Page ပေါ့ကဲဒါဆိုရင် Java Server Page ကဘယ်လိုမျိုးလုပ်ပေးနိုင်တယ်လဲပေါ့နော်အဓိကဒါ JSP ကိုအဓိကပေါ့နော်ဘာအတွက်အဓိကသုံးမလဲဆိုရင် dynamic web page တွေကိုရေးဖို့အတွက်ပေါ့နော် dynamic web page တွေကို develop လုပ်ဖို့ create လုပ်ဖို့အတွက် JSP ကိုသုံးမှာဖြစ်တယ်အဲ့တော့ JSP ဒီလည်းဘယ်လိုမျိုး technology မျိုးစားလဲဆိုရင်ဒါ server side မှာလုပ်တဲ့ technology မျိုးစားပဲပေါ့နော်ဒီ Java ရေးသင်ခန်းစာတွေကိုစပြီးလေ့လာတဲ့အခါမှာဆိုရင်အရှိမပြောခဲ့သလိုပဲ client တွေရှိမယ် server တွေရှိမယ်ပေါ့နော်အခုလေ့လာတဲ့ JSP ကလည်းပါလဲဆိုရင်ဒါ server side မှာလုပ်တဲ့ဒီ technology မျိုးစားဖြစ်တယ်အဲ့တော့ဒီချေတို့တွေကပေါ့နော်ဒီ web page နဲ့ပတ်သက်ပြီးတော့အရှိမဒီ static web page တွေရှိရယ် dynamic web page တွေရှိရယ်ပေါ့နော်ဒါ static web page ဆိုရင်ဒါ HTML လို့အားလုံးသိခဲ့ပြီးသားပေါ့နော်ဒီ JavaScript တွေကိုလေ့လာပြီးတဲ့သူဆိုရင်လည်းသိလိမ့်မယ်ပေါ့နော် JavaScript မှာဆိုရင်လည်းဒါ dynamically အလုပ်တာဖြစ်တဲ့အတွက် JavaScript တွေလည်းဒီ dynamic web page ပေါ့နော်အခုဒီချေတို့ဆက်ပြီးလေ့လာမယ် JSP လည်းဒါ server side မှာလုပ်တဲ့ technology မျိုးစားအဓိကဘာတွေလုပ်မှာလဲဆိုရင်ဒီ dynamic web page တွေကိုဖန်တီးဖို့အတွက်ပေါ့နော်အဲ့လို dynamic web page တွေကိုဖန်တီးဖို့အတွက်ဆိုရင်ဒါ JSP ရဲ့ပေါ့နော်ဘယ်လိုမျိုးလုပ်လဲဆိုလို့ရှိရင်ဒီကျတော့တွေပုံမှန်သိနေပြီးသားဒီ static web page အမျိုးအစားတွေဖြစ်တဲ့ဒီ HTML page တွေထဲမှာပေါ့နော်ဒါဒီကျတော့တွေရင်းနှီးပြီးသားဖြစ်တဲ့ဒါပေါ့နော် Java code တွေကို embedded လုပ်ပြီးတော့သုံးမှာဖြစ်ပါတယ်အဲ့လိုမျိုးဒီ HTML page တွေထဲမှာပေါ့နော်ဒီကျတို့တွေရင်းနှီးပြီးသားကျွမ်းကျင်ပြီးသားဖြစ်တဲ့ဒီ Java code တွေကိုဒီ embedded လုပ်ပြီးတော့သုံးတဲ့အခါမှာဆိုရင်ဘာတွေကိုအသုံးပြုပြီးတော့ရေးမလဲဆိုရင်ဒါ special tab တွေကိုအသုံးပြုပြီးတော့ရေးမှာဖြစ်ပါတယ်။ဒါဆိုရင်နောက်တစ်ချက်အနေနဲ့ပေါ့နော်ဒီ JSP ကိုဘာကြောင့်အသုံးပြုမလဲဆိုတဲ့အကြောင်းအရာကိုဆက်ပြီးလေ့လာရအောင်။ဒီချေတို့ဒီအရှိမပေါ့နော်ဒီ sublet တွေ JSP တွေအကြောင်းကိုစပြီးမပြောခင်ကတည်းမှာဒါ Java EE တွေဒါ enterprise web application တွေကို develop လုပ်ဖို့လေ့လာတာဖြစ်တဲ့အတွက် JSP တွေလည်းဒါ web application တွေကိုဒါ develop လုပ်တဲ့နေရာမှာအသုံးပြုမှာဖြစ်ပါတယ်အဲ့လိုအသုံးပြုတဲ့အခါမှာဆိုရင် JSP ကိုအသုံးပြုရခြင်းရပေါ့နော်နောက်ထပ်အဓိကရွေးချက်တစ်ခုကဘာလဲဆိုတော့ components တွေကို reuse ပြန်လုပ်နိုင်တယ်ပေါ့နော် components တွေကို reuse ပြန်လုပ်နိုင်တယ်အဲ့တော့ဒီအရှိကပေါ့နော်ဒီ Java သင်ခန်းစာတွေနဲ့ဆက်ပြီးတွေးလိုက်မယ်ဆိုရင်ဒါကျတို့ဒီ components တွေကို reuse ပြန်လုပ်တယ်ဆိုတာအဓိကရှိပြီးသား components တွေကိုထပ်တလဲလဲမရေးတော့ဘဲနဲ့လိုအပ်တဲ့ခါမှာဆိုရင်ရှိပြီးသားရေးထားပြီးသား code တွေကိုပြန် reuse လုပ်တယ်လို့ပဲပေါ့နော်ဒီ JSP မှာလည်းဒီ components တွေကို reuse ပြန်လုပ်နိုင်တယ်ဘယ်လိုမျိုး components တွေလဲဆိုရင် Java beans တွေပြီး custom tab တွေပေါ့နော်အဲ့ဒီခါမှာဒီကျတို့ဒီ Java bean တို့ဒီ custom tab တွေအဲ့ဒီအကြောင်းအရာတွေကိုမသင်ဟာတည်ဘူးဖြစ်တဲ့အတွက်ဒီ component တွေအကြောင်းနားမလည်သေးဘူးပေါ့နော်အဲ့တော့ဒီ Java bean တွေဒီ custom tab တွေကိုသုံးတဲ့အခါမှာဆိုလို့ရှိရင်ဒီ JSP ထဲမှာပေါ့ Java bean တို့ custom tab တို့ကိုသုံးပြီးတော့လုပ်တဲ့အခါမှာအဲ့ဒီ component ကိုဘယ်လို reuse လုပ်ရတယ်လဲဆိုတာအဲ့ဒီသင်ခန်းစာတွေရောက်လို့ရှိရင်ဆက်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်တစ်ချက်အနေနဲ့ပေါ့နော် JSP ကိုအသုံးပြုရခြင်းရနောက်ထပ်တစ်ချက်ကဘယ်လိုအဓိကဘာအတွက်လဲဆိုတော့ပေါ့လေနောက်ပိုင်းမှာဆိုရင်ဒီ web application တွေကိုရေးတဲ့အခါမှာဆိုရင်
ဒီပေါ့နော် model view controller MVC ပုံစံနဲ့ရေးတဲ့အခါမှာဆိုရင်ဒါ presentation ပိုင်းရတက်တက်ပေါ့နော်business logic တွေရေးရတဲ့အပိုင်းရတက်တက်ပေါ့နော်သူအပိုင်းနဲ့သူတည်တံ့ရေးတဲ့အခါမှာဆိုလို့ရှိရင်ဒီအဓိကဒီ GSP ကိုဘယ်အပိုင်းမှာအဓိကအသုံးပြုပြီးတော့အလုပ်လုပ်မလဲဆိုရင်ဒါ presentation ပိုင်းမှာအဓိကအသုံးပြုပြီးတော့အလုပ်လုပ်မှာဖြစ်ပါတယ်ပြီးခဲ့တာဆိုရင် GSP နဲ့ပတ်သက်တဲ့ဒီပေါ့နော်GSP page ရဲ့သူ့ရဲ့ sentence ပုံစံကဘယ်လိုရှိသလဲပေါ့နော်အရှိမရှင်းခဲ့သလိုပါပဲ JSP ဒီ HTML tab တွေထဲမှာမှ Java code တွေကို embedded လုပ်ပြီးသုံးတာဖြစ်တဲ့အတွက်ဒီမှာတွေ့နေရတဲ့ဒီပေါ့နော်ဒီ sentence ပုံစံတွေကဒါ HTML tab တွေနဲ့ HTML page တွေနဲ့အတူတူပါပဲဒီမှာဒီ line ပေါ့နော် teacher တို့တွေဒါပုံမှန်ဒီ HTML test တွေပဲအဲ့ဒီ HTML tab တွေထဲမှာမှအောက်မှာဒီ welcome ပေါ့နော်ဒီမှာဒီ tab ကလေးရှိရပေါ့နော်ဒီ tab ကလေးတွေကတော့ဒါဘာလို့ခေါ်တယ်လဲဆိုတော့မသိသေးဘူးပေါ့နော်ဒီ tab တွေထဲမှာဆိုရင်ဒါပေါ့နော်အဓိကဒီနေရာမှာပေါ့နော်ဒီကောင်လေးကဒါဘာလဲဆိုရင်ဒါ Java code တွေကိုပေါ့နော် embedded လုပ်ပြီးသုံးတာပေါ့နော်အဲ့တော့ဒီပုံမှာဆိုလို့ချင်းလဲဒါဒီမှာ tab အမျိုးအစားလေးတွေပါတယ်ပေါ့နော်ဒါလေးတွေကိုဘယ်လိုခေါ်တယ်လဲဆိုတော့အခုဒီ share တို့တွေကမသိသေးဘူးပေါ့နော်ဒီနောက် slide မှာ section မှာဖြစ်တယ်အဲ့တော့ဒါဆိုရင်ဒီslide မှာရေးထားတဲ့ဒီ code လေးတွေကဒါဘာလဲဆိုရင်ဒါ JSP page ပဲပေါ့နော်အဲ့တော့အဓိကသူကဒီ HTML ပုံမှန်ကျတို့ HTML tab တွေပါပဲအဲ့ဒီ HTML tab တွေထဲမှာဒါကျတို့အလုံးလုံးမဲ့ dynamically လုံးလုံးမဲ့ code တွေကိုဒါ Java code တွေနဲ့embedded လုပ်ပြီးသုံးမှာဖြစ်တယ်အဲ့တော့ဒါဆိုရင်ဒီပေါ့နော် tab တွေအကြောင်းကိုလေ့လာရအောင် sorry tab တွေအကြောင်းမလေ့လာခဲ့ကျွန်တော်ဒါဘာအကြောင်းတွေကိုအရင်စပြီးတော့လေ့လာမလဲဆိုရင် JSP ကပေါ့နော် dynamically သူဘယ်လိုမျိုးလောက်တယ်လဲပေါ့နော် dynamically ဘယ်လိုလောက်တယ်လဲတချို့ဒီအရှိမ sublet အကြောင်းအရာတွေကိုလေ့လာတဲ့အခါမှာဆိုရင်လည်း sublet တွေလည်းဒါ server side မှာ dynamically အလုပ်လုပ်တဲ့ပေါ့နော်technology ပဲပေါ့နော်အဲ့တော့အခုပေါ့နော် JSP ကလည်းဒါ server side မှာ dynamically လုပ်လုပ်တဲ့ technology ဖြစ်တဲ့အတွက်ဒီ JSP ရဲ့နောက်ကွယ်မှာလုပ်လုပ်တဲ့ life cycle ရပေါ့နော်ဘယ်လိုမျိုးလုပ်တယ်လဲဒီ JSP ရဲ့နောက်ကွယ်မှာလုပ်လုပ်တဲ့ life cycle ပုံစံတွေလည်းဒီကျတို့တွေအချိန်မှလေ့လာခဲ့ပြီးတော့ sublet ရဲ့ life cycle လောက်တာ ਨੇ အတူတူပဲဖြစ်ပါတယ်အဲ့တော့ကျတို့အချိန်မှလေ့လာခဲ့တဲ့ဒီ sublet ရဲ့ life cycle ဆိုရင်လည်းဒါမှတ်မိသိမဲ့ထင်ပါတယ် sublet ရဲ့ life cycle ဆိုလို့ရှိရင်လည်းဒါ init method ကစပြီးလောက်လောက်တယ် init method ပြီးသွားလို့ရှိရင်ဒါ service method တွေလောက်လောက်တယ် service method တွေဖြစ်တဲ့ do get တွေ do post တွေလောက်လောက်တယ်ကဲအဲ့ဒီ service method တွေအလုံးလုံးလုံးအားလုံးပြီးသွားပြီဆိုရင်နောက်ဆုံးဒါ destroy method ကအလောက်လောက်တယ်ပေါ့နော်ထိုနည်းတူစွာ JSP ရဲ့ life cycle ရလဲဒါ sublet ရဲ့ life cycle လို့ပဲလောက်လောက်တယ်အဲ့လိုလောက်လောက်တဲ့အခါမှာဆိုရင်ဒီပထမအဆုံးအနေနဲ့ JSP life cycle ကဒီ translation ပိုင်းစပြီးတော့လောက်လောက်တယ်သူရဲ့ translation ပိုင်းမှာသူဘယ်လိုလောက်လောက်တယ်လဲဆိုရင်တီချာတို့ရေးထားတဲ့ JSP code တွေကိုဒါပုံမှန်ဒီ sublet code ဒါ Java code တွေအဖြစ် translation ပိုင်းမှာသူကပထမတစ်ဆင့်အနေနဲ့ပြောင်းလိုက်တယ်အဲ့လို translation ပိုင်းမှာပေါ့နော်ဒီ JSP code တွေကို Java code sublet code တွေအဖြစ်ပြောင်းပြီးသွားပြီဆိုရင်ဒါပုံမှန်အတိုင်းပဲကျွန်တော်တို့ဒါ byte code တွေအဖြစ်ဒါ compilation ပိုင်းမှာသူအလုပ်လုပ်မယ်ပေါ့နော်ပုံမှန် Java code တွေဒီလဲဒါ byte code တွေအဖြစ် compile လုပ်ရပါတယ်အခုသူက sublet code အဖြစ် translation လုပ်ပြီးသွားပြီးဒုတိယတစ်ဆင့်မှာဆိုလို့ရှိရင်သူက byte code တွေအဖြစ်ဒါ compile လုပ်ပါတယ်အဲ့ဒီအဲ့လိုမျိုး byte code တွေအဖြစ် combine လုပ်ပြီးသွားပြီဆိုရင်ပုံမှန် life cycle ရဲ့အစား init method ကစပြီးလုပ်မယ်ပေါ့နော်ဒီမှာကျတော့ဒါ JSP init method အလုပ်လုပ်မယ် init method စပြီးလုပ်ပြီးဆိုရင်ဒီ sublet လိုပဲကျွန်တော်ဘယ်မှာလုပ်မလဲဆိုရင်ဒါ request တွေကို handle လုပ်တဲ့ service method ကအလုပ်လုပ်မယ်ပေါ့နော်ဒီ JSP life cycle မှာတော့သူရဲ့ service method နည်းကဒါ JSP service ပေါ့နော်အဲ့ဒီ service method မှာဆိုရင် sublet လိုပဲပုံမှန်ဒီလိုဘာ service method တွေရှိနေမလဲဆိုရင်ဒါ do get တွေ do post တွေပေါ့နော်အဲ့တော့နောက်ဆုံးအနေနဲ့ဒါကsublet မှာလည်းနောက်ဆုံးအနေနဲ့ဒါကျတော့ service method တွေအကုန်လုံးလုံးပြီးသွားပြီဆိုရင်ဒါ destroy method ကိုသွားပြီးလောက်မှာအခု JSP မှာလည်းနောက်ဆုံးအနေနဲ့သူကဒါ JSP destroy method ကိုသွားပြီးတော့အလုပ်လုပ်မယ်ဒါက JSP အလုပ်လုပ်တဲ့ life cycle ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျတို့တွေအခုနကပြောခဲတယ်ပေါ့နော်ဒီ HTML tab တွေထဲမှာ Java code တွေကို embedded လုပ်ပြီးတော့ရေးတဲ့အခါမှာအသုံးပြုတဲ့ JSP tab တွေအကြောင်းကိုစပြီးတော့လေ့လာရအောင်အဲ့လို JSP tab တွေအကြောင်းကိုစပြီးလေ့လာတဲ့အခါမှာဆိုရင်ဒါပထမဆုံး tab တစ်ခုကဒါဒီ command ပေါ့နော်ဒါသူတည်လဲဒါ Java
ရဲ့ကုတ် Java ရဲ့ logic တွေအတိုင်းပဲရေးတဲ့အခါမှာမှဒီကျတို့တွေကဘာလေးတွေကိုပဲမှတ်ရုံပဲဆိုရင် tab လေးတွေအသုံးပြုပုံလေးကိုနည်းနည်းပုံမှတ်ရုံပဲကျန်တာတွေကတော့ဒါ Java ကုတ်တွေနဲ့တူတူပဲပေါ့နော်အဲ့တော့ဒီ JSP ပေါ့နော် page ထဲမှာမှပေါ့နော်ဒီ comment တွေရေးချင်တယ်ဆိုရင်ဒါကျတို့တွေကဒါဒီ let than ပေါ့နော်ဒီမှာ percent greater than tab အပိတ်ကလေးနဲ့သုံးမှာဖြစ်တယ်အဲ့တော့ဒီဘက်မှာဒီ example sentence ကိုအသုံးပြုတဲ့ကုတ် sample လေးတွေရေးပေးထားတယ်ဒီမှာကျရင် directive ဆိုပြီးတော့ဒီ comment လေးနဲ့ရေးထားတယ်ပေါ့နော်အဲ့တော့ဒီဘက်ကဒီမှာဆိုရင်ပေါ့နော်နောက်ထပ် tab နဲ့တခုကကျတော့ဒါ directive tab ပေါ့နော်ဒီ directive tab တွေမှန်သမျှသေးပေါ့နော်ဒီကျတို့ဒီတခုပေါ့နော်ဒါလွယ်မှတ်ထားရတယ်လွယ်မှတ်လို့ရတာကဘာလဲဆိုတော့ GSP tab တွေမှန်သမျှကပေါ့နော်ဒီ less than percent greater than အဖွင့်အပိတ်ဂျားထဲမှာအလောက်လောက်တယ်အဲ့လိုလောက်တဲ့အခါမှာမှပေါ့နော်ဒီမှာအတွင်းထဲမှာသုံးတဲ့ဒီ dash tab ဆိုရင်ဒါ comment သင်္ကေတပေါ့အဲ့ဒီ assign နဲ့စားတဲ့ကောင်းလေးစဒါ directive tab ပေါ့နော်ဒါဆိုရင် directive tab အဲ့တော့ဒီ directive tab ဆိုတာဘယ်လိုမျိုးလဲဆိုရင်ဒီဘက်က example လေးကိုကြည့်ရအောင်GSP page ကပထမဆုံးပေါ့နော်ဒီ sentence မှာပါတဲ့ပေါ့နော်ဒီအကြောင်းလေးပေါ့အဲ့တော့ page name ကပေါ့ဒါ page နောက်မှာ language က Java ပေါ့နော်ဒါမျိုးရေးထားတဲ့အကြောင်းလေးကိုဒါ directive လို့ခေါ်တယ်အဲ့တော့ဒီမှာဆိုရင်ဒါ directive name နေမှန်သမျှကဘာသင်္ကေတနဲ့စလဲဆိုရင် assign သင်္ကေတနဲ့စပါတယ်အဲ့တော့တချို့တို့တွေနောက်ပိုင်းပေါ့နော်ပုံမှန် Java ကုတ်တွေရေးတဲ့အခါမှာဆိုရင်ဒါတချို့တို့လိုအပ်တဲ့ package တွေကို import လုပ်သလိုပဲဒီ JSP page ထဲမှာတချို့တို့ Java ကုတ်တွေကိုရေးတဲ့အခါမှာဥပမာ date ဆိုရင်ဒါ java.utility ဆိုတဲ့ package ကို import လုပ်ရတယ်ဒီ Java code ဒီ date နဲ့ပတ်သက်တဲ့ Java code တွေကိုဒါ JSP ထဲမှာရေးတဲ့အခါမှာဆိုရင်ဒီကျတို့တွေကနောက်ပိုင်းဒါ package တွေ import လုပ်တဲ့အခါမှာဘာကိုသုံးပြီးတော့ import လုပ်ရမလဲဆိုရင်ဒီ directive tab ကိုသုံးပြီးတော့ import လုပ်ရမှာပဲဒါဆိုရင်ပေါ့နော်ဒီ app sign နောက်မှာ import ဒါ java.utility. ပေါ့နော်ဒါမျိုး import လုပ်တဲ့နေရာမှာလည်းဒီကျတို့ကသုံးမယ်ဒီ page name တွေတင်လာတဲ့အခါမှာလည်းဒီ directive tab ကိုသုံးမယ်နောက်တစ်ခုကကျတော့ဒါ script ပေါ့နော်ဒီ script တက်ကကြတော့ဗာလဲဆိုလို့ရှိရင်ဒီထဲမှာဒါပုံမှန်ဒီကျတော့ဒါပုံမှန်ရေးတဲ့ဒီ Java code တွေအကုန်လုံးဒီ script tab ထဲမှာထည့်ရေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီဘက်မှာ example အနေနဲ့ဒါ script tab ဆိုပြီးဒီ comment လေးနဲ့ example ပေးထားတာကခုဒီချက်ပါလောက်ထားလဲဆိုရင် integer ဆိုရင် count ထဲမှာဒါ0ထည့်ထားတယ်ပြီးရင်ဒါ semicolon နဲ့ပေးဒါပုံမှန်ဒီကျတော့သုံးနေကြတာ Java code ပဲနော်နောက်တစ်ခုဒါ expression ပေါ့နော်ဒီ expression tab ကကြတော့ဘာသင်္ကေတလေးနဲ့စလဲဆိုတော့ဒါ equal သင်္ကေတလေးနဲ့စတယ် directed ဆိုရင် assign ဒီ command ဆိုရင် dash ပေါ့နော်ဒီ expression tab ဒီဘာနဲ့အလားတန်တူတူပဲလဲဆိုရင်ဒါဒီကျတို့တွေကပေါ့နော်ပုံမှန်ရိုးရိုး simple Java code တွေမှာဆိုရင်ဒါ system out of print ln ဒါ output ထုတ်တဲ့ပုံစံနဲ့တူသလိုအခုကျတို့ဒီ Java E မှာဆိုလို့ရှိရင်ကျတို့ဒါ output ထုတ်တဲ့ပေါ့နော်ဒီweb page တွေမှာဒါ output ထုတ်တဲ့ပုံစံနဲ့ရေးတဲ့အခါမှာဆိုရင် sublet မှာကျွန်တော်ဘာနဲ့ရေးခဲ့လဲဆိုရင်ဒါ print writer object တွေနဲ့ရေးခဲ့တယ်အဲ့တော့ print writer object name dot out ဥမာ print writer object နဲ့ဒီကျွန်တော်က OUT out လုပ်ပြီးရင်ဒါ out of print lm ဆိုပြီးတော့ဒီ output တွေထုတ်ခဲ့တယ်အဲ့လိုမျိုး output တွေထုတ်ဖို့ဆိုရင်ဒီကျွန်တော်တွေကဒီ GSP မှာဘာ tab ကိုအသုံးပြုပြီးရေးလို့ရလဲဆိုရင်ဒါ expression tab ကိုအသုံးပြုပြီးရေးလို့ရပါတယ်အဲ့တော့ဒီမှာဆိုရင်ဒီကျ expression tab ကိုနမူနာသုံးပြထားတယ်အပေါ်ကဒီ comment လေးပေါ့နော်ဒါဆို equal ဒါ hello ကဒါ string literal ဖြစ်ပြီးတော့အနောက်က plus sign user ဆိုတာဒါကျတော့ဒါ dynamically အလုပ်လုပ်မဲ့ဒါ name လေးပေါ့နော်အဲ့တော့ဒီမှာရေးတဲ့ sentence ကဒါ Java sentence လို့ပဲကျတို့ဒီ Java ရေးတဲ့အခါမှာဆိုလို့ကျ literal နဲ့ brevity နေနဲ့ဂျာမှာဒါ plus sign လေးနဲ့ပေါ့နော် literal constant literal string constant နေနဲ့နေနေတဲ့အခါမှာဒါ plus sign လေးဆက်တယ်လို့ပဲ expression tab ကိုရေးတဲ့အခါမှာလည်းဒီအတိုင်းရေးရမယ်အဓိကဒါဒီဘာနဲ့လာတဲ့အတူတူပဲလဲဆိုရင်ဒါ output ထုတ်တဲ့ system တော့ out of print အလိုမျိုးသူကအလောက်လောက်တယ်ပေါ့နော်နောက်တစ်ခုကျတော့ဒီ declaration tab တွေထဲမှာလည်းရှိသေးရဲ့ဒီ declaration tab ကကြတော့ဒီ exclamation mark လေးနဲ့စတယ်သူကကြတော့အဓိကကျတော့ဒီ declaration tab ထဲမှာပါတယ်လောက်ပေးနိုင်လဲဆိုရင်
verbal name တွေကိုကျင်ညာပေးနိုင်တယ်ပြီးရင် method name တွေကိုကျင်ညာပေးနိုင်တယ်အထူးသဖြင့်ဒီ declaration tab တွေကိုဘယ်လိုသုံးလဲဆိုရင်ဥပမာကျွန်တော်အောက်ကတောက်လျှောက်ပေါ့နော်တခြားကုတ်တွေထဲမှာလည်းပေါ့နော်ဒီခေါ်သုံးမဲ့ name ဆိုရင်အပေါ်မှာဒါပေါ့နော်ဒီ global ကျင်ညာတလုံးမျိုးဒီ declaration tab နဲ့ကျင်ညာခဲ့လို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဒီ tab တွေနဲ့ပတ်သက်ပြီးတော့ဒီ simple code လေးတွေအောက်မှာတစ်ချက်စမ်းပြမယ်ပေါ့နော်အဲ့တော့ဒါဆိုရင်ဒီတစ်ချက်ကကြတော့ပါလဲဆိုတော့ကျွန်တော်လေ့လာပြီးသား sublet နဲ့အခုစပြီးလေ့လာမဲ့ JSP သူတို့နှစ်ခုကိုဒါနှိုင်းရှင်ပြထားတယ်ပေါ့နော်နှိုင်းရှင်ပြထားတဲ့အခါမှာဆိုရင်ဒီ sun tab ရင်းနှီးပုံစံအရာကြတော့ JSP ကကြတော့ဒါ HTML ကုတ်တွေထဲမှာပေါ့နော် sorry HTML tab တွေထဲမှာ Java ကုတ်တွေ embedded လုပ်ပြီးတော့အသုံးပြုတာဖြစ်ပြီးတော့ဒီ sublet ကကြတော့ပုံမှန်ကျွန်တော်သိနေတဲ့လုံးဝ pure Java ကုတ်တွေနဲ့ရေးရတာဖြစ်တယ်ပေါ့နော်ဒီကနောက်ပိုင်းပေါ့နော်ဒီဘလို့နေရာတွေမှာ focus ထားပြီးတော့အသုံးပြုမလဲဆိုရင် JSP ကိုကြတော့ဒါ presentation အပိုင်းမှာပေါ့presentation အပိုင်းဆိုတာကျွန်တော်ပုံမှန်ဒါ web page တွေသုံးတဲ့အခါမှာ website တွေသုံးတဲ့အခါမှာ browser မှာမြင်နေရတဲ့ဒါ UI ပေါ့နော် UI အပိုင်းကိုဒါ presentation layer ပေါ့ပြီးနောက်ထပ် sublet ကိုကြတော့နောက်ပိုင်းမှာလုံးနေရာမှာသုံးလဲဆိုရင် control business logic ဆိုတာဒါကျွန်တော်မမြင်ရတဲ့နောက်ွယ်မှာအလောက်လောက်တဲ့ logic တွေကိုကြတော့ဒါ sublet တွေကိုသုံးပြီးတော့အလောက်လောက်မယ်ပေါ့နော်အဓိကဒီပေါ့နော်ဘာအတွက်လွယ်ကူတယ်လဲဆိုရင်တော့ဒါကျတော့ web designer ဆိုတဲ့ခုနကဒီ UI design presentation layer တွေကို JSP နဲ့ရေးတဲ့အခါမှာပို့ပြီးတော့လွယ်ကူဖြစ်ပြီးတော့ဒီ sublet ကကျတော့ဒါပေါ့နော်ဒါ Java ကျွမ်းကျင်တဲ့သူတွေကတော့ဒီ sublet နဲ့ရေးရတာပို့ပြီးတော့လွယ်ကူတယ်ပေါ့နော်ကဲဒါဆိုရင်အခု JSP ကုတ်လေးကိုပေါ့နော်ကျွန်တော်တို့စမ်းကြည့်ရအောင်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒီပေါ့နော်ဒါEclipse IDE ထဲမှာပေါ့နော်တွန်ကတ် server ထိန်းနေနေတဲ့အချိန်မှာသုံးခဲ့သလိုပေါ့နော်ဒီ code demonstration တွေလည်းအများကြီးစမ်းခဲ့တာဖြစ်တယ်အဲ့လိုစမ်းခဲ့တာဖြစ်တဲ့အတွက်ပေါ့နော်အခုကျွန်တော်ဒါ JSP ကိုစပြီးတော့အလုပ်လုပ်တော့မယ်ပေါ့နော် JSP ကိုစပြီးတော့အလုပ်လုပ်တဲ့အခါမှာဆိုရင်ဒီကျွန်တော်ဒီပုံမှန်ပေါ့နော် HTML file တွေပေါ့နော်static web page ဖြစ်တဲ့ HTML page တွေကိုကျွန်တော်ဒါဖန်တီးသလိုပဲပေါ့နော်ဘယ်အောက်မှာကျွန်တော်လုပ်မလဲဆိုရင်ဒီ project ဆောက်တာတွေကတချို့အရှိမပြောခဲ့ပြီးသားဖြစ်တဲ့အစအဆုံးစောင့်မပြတော့လေနော်အဲ့တော့ရှိပြီးသားထဲမှာပဲစမ်းလိုက်တော့မယ်အဲ့တော့အရှိမလည်းကျွန်တော်ဒီ HTML page တွေကိုပေါ့နော်ဒါဖန်တီးတဲ့အခါမှာဆိုရင်ဘယ်ဒီတို့ဒီ project ပေါ့နော်ဒီမှာဆိုရင်ဒီ project ရဲ့ဘယ် tab အောက်မှာလောက်လဲဆိုရင်ဒီ what app ဆိုတဲ့အောက်မှာဒါ HTML page ကိုဖန်တီးတာအခု JSP page ကိုဖန်တီးတဲ့အခါမှာလည်းကျွန်တော်ဘယ်အောက်မှာဖန်တီးမလဲဆိုရင်ဒီ what app ဆိုတဲ့ဒီ folder လေးအောက်မှာဖန်တီးမယ်ပေါ့နော်အဲ့လိုဖန်တီးတဲ့အခါမှာဆိုရင်ကိုကသိသက်အလောက်လောက်ချင်တယ်ဆိုရင်ဒါ folder တစ်ခုစောင့်ပြီးတော့အဲ့ဒီ folder ထဲမှာဒါ JSP page ကိုသိသက်ဆန်းလို့ရတယ်ဥပမာပေါ့နော်ကိုဒီကျကဒါ folder မပေါ့နော်ဥပမာ folder မစောက်ဘဲနဲ့ဆန်းနေဆိုရင်တော့ဒီအောက်မှာပေါ့နော်JSP demo 1လို့ပေးလိုက်မယ်နော်ကဲဒါဆိုရင်ဒီချက် JSP demo 1လေးဒါပေအောက်ကိုရောက်သွားမလဲဆိုလို့ရှိရင်စလုံးလေးရသေးနေတော့မြင်ရလားတော့မသိဘူးเนาะဒီမှာ JSP demo 1ပေါ့ဒါအခုပေါ့เนาะဒီချက်စောက်လိုက်တဲ့ JSP page ကဒီအောက်ကိုဝင်သွားတယ်အဲ့တော့ဒါနောက်မှဒါ folder နဲ့တည်တံ့ဆောက်ပြီးပြောပြရမယ်ပေါ့เนาะလောလောဆယ်တော့ဒီ HTML ပေါ့เนาะဒီ design ပိုင်းနဲ့ပတ်သက်ပြီးတော့ HTML page တွေကိုဖန်တီးတာပဲဖြစ်ဖြစ်အခုဒီလိုလေးလာမယ်ဒီ JSP ဆိုတဲ့ဒါdynamic web page ကိုဖန်တီးတာပဲဖြစ်ဖြစ်ကျွန်တော်ဘယ် folder အောက်မှာဖန်တီးရမလဲဆိုရင် web app ဆိုတဲ့ folder အောက်မှာဖန်တီးရပါမယ်ဒီ sublet ကတော့အပေါ်ကဒီ Java ဒီအောက်မှာဖန်တီးရတာပေါ့နော်အဲ့တော့ကဲဒါဆိုရင်အခုဒီချက်ဖန်တီးထားတဲ့ပေါ့နော်ဒီ JSP demo 1ဆိုတဲ့ကုတ်ကဒီမှာအခုကျွန်တော်ဒီပုံစံတိုင်းလာမယ်ပေါ့နော်အဲ့တော့ကဲဒါဆိုရင်သူကဒီလိုမျိုးပေါ့နော်ဒါသူဒီလိုမျိုး template ကုတ်လေးကိုသူရှာပေးမယ်အဲ့တော့ဒီကုတ်ကိုကြည့်တဲ့အခါမှာဆိုရင်ဒီမှာနော် .jsp ပါသူရဲ့ extension နဲ့က .jsp ဒါဆိုရင်ဒါပုံမှန်ဒါကျွန်တော် HTML ကုတ်တွေပဲเนาะပုံမှန် HTML ကုတ်တွေပဲအဲ့တော့ဒီအပေါ်ဆုံးမှာရေးထားတဲ့ဒီတစ်ချောင်းပေါ့နော်ဒါက JSP page time မှာဒါအပေါ်ဆုံးမှာဒီအကြောင်းပါလေးချက်ဒါကကျတော့ directive tab ကိုတုံးထားတာเนาะ directive tab ကိုတုံးထားတာအဓိကသူ့ရဲ့ directive tab မှာသူကြီးညာထားတာကဘာလဲဆိုရင်ဒါပေါ့ Java language ကိုသုံးမယ်ပေါ့နော်ဒါ Java language ကိုသုံးမယ်ဒါကတော့ပုံမှန်တိုင်းပဲကျွန်တော်ဒါပေါ့ဒီ character search နေနဲ့ UTF-8 ကိုသုံးမယ်ပေါ့နော် encode လုပ်တဲ့အခါမှာလည်းဒါပုံမှန်ပဲကျွန်တော် UTF-8 ကိုသုံးမယ်ပေါ့နော်အဲ့တော့ကဲဒါဆိုရင်ကျွန်တော်ဒါဒီထဲမှာပုံမှန်အတိုင်းပေါ့နော်ဒီချက်က
ဒါ JSP page ထဲမှာပုံမှန်အတိုင်းပေါ့နော် hello JSP နော်ကျွန်တော်ဒါ secret tab တွေကိုစပြီးတော့အလုပ်လုပ်မယ်ကဲနော်ကဲအလုပ်လုပ်တဲ့အခါမှာဆိုရင်ပေါ့နော်ဒါတော့ဒီကျ sample code လေးစမ်းပြတာပေါ့နော် sample code လေးစမ်းပြတာကဲချက်ကိုဒီကျ name လေးတစ်ခုကျင်လာလိုက်မယ်ပေါ့နော်ဒါ count ပေါ့နော်ဒါ count ဆိုတဲ့ name လေးတစ်ခုကျင်လာလိုက်မယ် Java code နော်ဒါကြတော့ပေါ့နော်ဒါက declaration tab ကိုသုံးတာပေါ့နော်ကျတို့ဒီဒါဘာ tab ကိုသုံးထားလဲဆိုရင်ဒါကြတော့ဒါ command နော်ဆလုံးမမdeclaration tab ကိုသုံးထားတာဖြစ်တယ်ပေါ့နော်ကဲဒါဆိုရင်နောက်ထပ်ဒီချက်ကပေါ့နော်ဒါလည်းဒီ command လေးနဲ့နောက်ထပ်ဒီချက်ဘာ tab ကိုသုံးမလဲတဲ့ဒါ secret tab ကိုသုံးမယ်ပေါ့နော်secret tab ကိုသုံးတဲ့အခါမှာဆိုရင်เนาะသူကကျတော့အတွင်းထဲမှာဘာသင်္ကေတမှမပါဘူးပေါ့နော်ဒါဒီပုံစံလေးပဲเนาะအဲ့တော့ကဲဒါဆိုရင်ဒီဒါ follow pin ပတ်လိုက်မယ်เนาะ follow pin ပတ်လိုက်မယ်အပေါ်မှာညှာထားတဲ့ count ကဒီ1ကစမယ်ပေါ့เนาะဒါပုံမှန်တိုင်းဒီတော့ follow pin Java ရိုးရိုးကုတ်တွေပဲเนาะအဲ့တော့ count ကဒီမှာ less than equal ဒီ10ပေါ့เนาะပြီးရင် count ကိုဒီကျတော့ဒါ increment လုပ်မယ်ဟုတ်ပြီနော်ကဲ increment လုပ်ပြီးသွားပြီဆိုရင်ကျတို့ဒီပေါ့နောက်ထပ်Java ပုံမှန်တိုင်း follow pin ကိုဖွင့်မယ်ပေါ့နော်ဖွင့်ပြီးသွားလို့ရှိရင်ဟောပေါ့နော် item mode တွေကိုကျတို့ဒါ output ထုတ်မယ်ပေါ့နော် item mode တွေ output ထုတ်တဲ့အခါမှာဆိုရင်ကျတို့ဒါဘာ tab နဲ့ output ထုတ်ရမလဲဆိုတော့ expansion tab equal နဲ့စတာဘာလဲဆိုရင် expansion tab နောက်ဆိုတော့ဒီနေရာမှာဘာ tab mode တွေ output ထုတ်မယ်ဒီ count ဆိုတဲ့ tab mode တွေ output ထုတ်မယ်အဲ့ချိန်မှာဆိုရင်ဒီ secret tab ထဲမှာရေးထားသမျှကပုံမှန် Java code လိုပဲကျတော့ဒါ semi colon နဲ့ပိတ်စာချရအောင်ပိတ်မယ်ပေါ့နော်ဒီ expansion tab မှာတော့ semi comma နဲ့ပိတ်စာမလို့ပေါ့နော်အဲ့တော့ဒီပေါ့နော်အဲ့တော့ဒီကျတို့တွေကဒါအချိန်မှာဒီချိန်ကဒီ step full colon လေးနဲ့ရေးလိုက်မယ်ပေါ့နော် step ဆိုပြီး full colon လေးနဲ့ရေးလိုက်မယ်ပြီးတော့လို့ရှိရင်ပေါ့နော်နောက်ထပ်ဘာ tab ကိုပြန်ပြီးတော့ဖွင့်အောင်လဲဆိုရင်ဒီ secret tab ကိုပြန်ဖွင့်ရမယ်เนาะအဲ့တော့အခုဒီချက်ဒီမှာရေးထားတဲ့ဟာလေးကိုနည်းနည်းရှင်းပြမယ်ပေါ့နော်အဲ့တော့ဒါကြတော့ဒီ count တန်ဖို့ဆိုတော့ဒါကျင့်နာလိုက်တာပေါ့နော်ဒီချက်ကဒီမှာဘာကြောင့်မကျင့်နာလဲဆိုရင်ပေါ့နော်ဒီမှာဒီ follow pin နဲ့ပဲဒါကျင့်နာထားတယ်ဆိုရင်ဒီနေရာမှာ count ကိုတော့သိမှာမဟုတ်ဘူးအဲ့တော့အောက်ကဘယ်နေရာပဲသုံးလို့ရအောင်အပေါ်မှာဒီချက်ကဒါ global အနေနဲ့ဒီ count ဆိုပြီးတော့ဒီ declaration tab ကိုသုံးပြီးတော့ကျင့်နာလိုက်တယ်ပေါ့နော်ကျင့်နာပြီးသားတဲ့အခါမှာဆိုရင်ပုံမှန်တိုင်းကျတော့ secret tab ထဲမှာဒါ follow pin ကိုပုံမှန်တိုင်းရေးတဲ့အခါမှာဆိုရင်ဒါ item ကို output ထုတ်တဲ့အခါမှာဆိုရင်ပုံမှန်တော့ကျတော့ဒါ out of print align ပေါ့System out of print ဒါမျိုးထုတ်လို့ရတယ်ထုတ်လို့ရတဲ့အခါမှာဒီကျနောက်ထပ်ပေါ့နော် JSP မှာနောက်ထပ်အကြောင်းအရာတွေကိုမသိရသေးဘူးเนาะအကြောင်းအရာတွေသိပြီးတဲ့အခါမှာဆိုရင်ဒီထဲမှာဒီချက်ကပေါ့နော်ဒီဘယ်လိုရေးရလဲဆိုတာပြန်ပြီးပြောပြမယ်လောလောဆယ်အခုဒီချက်တို့တွေကဒီ count တန်ဖိုးကို output ထုတ်ကြည့်တဲ့အခါမှာဆိုရင်အခုဒီချက်တို့ရှေ့မှာပြောခဲ့ပြီးရဲ့ဘယ် tab ကိုသုံးပြီးလုပ်မှာလဲဒီ expansion tab ကိုသုံးပြီးလုပ်မှာအဲ့တော့ဒီ expansion tab ကဒီ equal sign လေးနဲ့စရတယ်ဒါဆိုရင်သူကဒီ count တန်ဖိုး output ထုတ်ပေးမှာအဲ့တော့ကျွန်တော်တို့ဒီ secret tab ကပေါ့နော်ဒီ tab တစ်ခုနဲ့တစ်ခုကအတွင်းထဲမှာဒါဥပမာထားပါတော့ကျွန်တော်ဒီ secret tab ထဲမှာ expansion tab ကိုသွားထည့်ရေးလို့မရဘူးအဲ့လိုပဲဒီ declaration tab ထဲမှာလည်းဒီ secret tab ကိုသွားထည့်ရေးလို့မရဘူးကျွန်တော်အရှင်းမှာကျွန်တော်သိပြီးသားပေါ့နော် follow pin ဆိုရင်ဒါ inner follow တွေပတ်လို့ရတယ်အဲ့လိုမျိုးပုံစံမျိုးမဟုတ်ဘူးကျွန်တော်ကဒါ tab တစ်ခုကတော့သိတတ်မယ်ပေါ့နော်ဒီ tab ထဲမှာနောက်ထပ် tab တွေကို inner အနေနဲ့ထပ်ထည့်လို့မရဘူးကျွန်တော်တို့ဒီမှာဆိုရင်ဒီ secret tab အလုံးလုံးပြီးတဲ့အခါမှာ expansion tab ကိုလုံးမယ်ဆိုတော့အပေါ်ကဒါ secret tab ကိုပိတ်ခဲ့ရမှာအဲ့တော့အပေါ်မှာကျွန်တော်ဒီ secret tab ထဲမှာအလုံးမဲ့ Java ကုတ်ကမပြီးသေးဘူးဒီ follow pin ရဲ့အပိတ်ကြံသေးတယ်အဲ့တော့ဒီ follow pin အပိတ်ဒီပေါ့နော်ဒါ secret tab နဲ့ရေးရမှာဖြစ်တဲ့အတွက်ဒါပြီးရင်ကျွန်တော်ဒါ secret tab ကိုအစဆုံးပြန်ဖွင့်ပြီးရေးတယ်ပေါ့နော်အဲ့တော့ဒီမှာရေးတဲ့ရင်းနှီးတွေကဘာနဲ့တူတယ်လဲဆိုရင်ပေါ့နော်ဘလို့ဘာနဲ့တူတယ်လဲဆိုရင်ဒါPHP ကိုလေ့လာဖို့တဲ့သူစင်သိရပါတော့ကျွန်တော်ဒါ PHP ကို PHP page တွေပေါ့နော်ဒီ dynamic
PHP page တွေကိုလေ့လာတဲ့အခါမှာဆိုရင်လည်းဒါ PHP page မှာဒါမျိုးတက်တွေသုံးပြီးတော့အလုပ်လုပ်တာအဲ့တော့ PHP ကိုလေ့လာပြီးတဲ့သူဆိုရင်တော့ဒီ JSP ကိုလေ့လာရတာပို့ပြီးတော့ရင်းနေတယ်ဒါပေမဲ့ဒါကစမလို့ပေါ့နော်ပြီး JSP ကတကယ်တော့သူကပို့ပြီးတော့လွယ်တယ်ပေါ့နော်ပို့ပြီးတော့လွယ်တယ်ကုတ်တယ်အများကြီးရေးစားမလို့ပို့ပြီးတော့ဒါ simple လေးဖြစ်တယ်ပေါ့နော်ဒါဆိုရင်အခုဒီချက်ဒါလေးကိုစမ်းကြည့်ရအောင်ပေါ့နော်ဘယ်လိုစမ်းရလဲဆိုတော့ကောင်းတယ်လေအရှင်းမှာပြောခဲ့ပြီးသားအဲ့တော့ဟိုဒီချက်ကဒါကကျတော့ဒီချက်က project တစ်ခုလုံးစမ်းမှာမဟုတ်ဘူးပေါ့နော်ဒီ page လေးကိုပဲစမ်းမှာဖြစ်တဲ့အဲ့အတွက်ဒီချက်သူ့တစ်ခုလေးကိုပဲ right click ထောက်ပြီးတော့ကျွန်တော် server ပေါ်မှာစမ်းလိုက်မယ်ပေါ့နော်အဲ့တော့ကဲဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်ဒါ step 1 step 2ပေါ့နော်ကျွန်တော်ဒီ follow page ကဒီ page ပတ်ထားလဲဆိုတော့10တိပတ်ထားတာဟုတ်ပြီနော်10တိပတ်ထားတာနောက်ခုဒီချက်ဒီမှာ20တိပတ်လိုက်မယ်ပေါ့နော်20တိပတ်လိုက်မယ်ဒါဆိုရင်ဒီချက်တော့ refresh တစ်ချက်နှိပ်လိုက်ဒါဆိုရင်သူ20တိပတ်တယ်ဒါဆိုရင်ဒီချက်အောက်ကြောင်းဆင်းခြင်းတယ်ပေါ့နော်ဒါအောက်ကြောင်းဆင်းခြင်းတယ်အဲ့တော့ကဲဆိုရင်အောက်ကြောင်းဆင်းခြင်းတယ်ဆိုရင်ဒါလည်းကျွန်တော်ဘယ်လိုလုပ်မလဲပေါ့နော်အောက်ကြောင်းဆင်းခြင်းတယ်ဆိုရင်ဒါ HTML tab မှာကျွန်တော်ဒါပါနဲ့ဆင်းရအောင်ဆိုရင် BR နဲ့ဆင်းရတာပေါ့နော်အဲ့တော့ဒါဆိုရင်ကျွန်တော် refresh တစ်ချက်နဲ့လိုက်မယ်အဲ့တော့အခုဒီမှာဆိုရင်ကျွန်တော်ဒါအောက်ကြောင်းဆင်းပြီးသားဖြစ်သွားပြီပေါ့နော်အဲ့တော့ကဲဒါဆိုရင်ဒါကြတော့ဒီချက်ကဒီGSP template တွေကိုဒါ sample ဆန်းပြတာပေါ့နော်အဲ့တော့ဒီနောက်သင်ခန်းစာမှာဆိုရင်ဒီချက်ကဒါ GSP page ကိုပေါ့နော်နောက်ထပ်ဒီ GSP page တွေကိုနောက်ထပ်ဒီ implicit ဆိုတဲ့ object တွေကိုသုံးပြီးတော့ဘယ်လိုမျိုးလုပ်တယ်လဲဆိုတာဆက်ပြီးတော့ဒီချက်ကဆွေးနွေးပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒါဒီနောက်သင်ခန်းစာမှာဆိုရင်ဒါ GSP ရဲ့ဒီအခုဒီချက်လေးလာအခုဒီချက်တို့လေးလာပြီးတဲ့ဒီ secret tab တွေရဲ့နောက်ထပ်ဒီချက်တို့လေးလာမယ်ဒီ implicit object တွေရဲ့အဲ့ပေါ့နော်ဒီ secret tab တွေနဲ့ implicit object တွေသုံးပြီးတော့ဒါ dynamically ဒါ page တစ်ခုနဲ့တစ်ခုဘယ်လိုချိတ်ဆက်ပြီးတော့အလုပ်လုပ်မလဲဆိုတာကိုဒီနောက်သင်ခန်းစာမှာဆက်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်